Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာတော့လူလေးကအเจ้าကပြန်ရောက်တော့တခြားဘာညာညာထွေထွေထူးထူးလည်းမရှိဘူးဆိုတော့သူ့ကိုသခင်မြပန်းချံပြန်ဖွင့်နေပြီဆိုတာကြားတာနဲ့သခင်မြပန်းချံကိုလိုက်ပို့မှာပါငငယ်တုန်းကတော့ရောက်ဘူးပင်မဲ့ပိတ်ထားပြီးပြန်ဖွင့်မှာမရောက်ဘူးသေးဘူးပေါ့နော်ဘိုကလေးစီကားမှတ်တိုင်ကနေပြီးတော့50စီးပြီးတော့သွားမှာပါအဲ့ဒါဆိုရင်200ပဲပေါ့နော်လာပါပြီကားလာပါပြီအဲ့တော့50 YBS စီးနေကြမောင်လူလေးကတော့ဂိတ်ဆုံးထိစီးမှဖြစ်လို့ဟိုးနောက်ဆုံးမှာပဲအေးအေးစစ်စစ်နေရတော့ဥလိုက်ပါတယ်အဲ့တော့သူမှစော့မယ်ဆိုပြီးတော့ရည်ရွယ်ချက်တွေနဲ့ယူလာတဲ့ကားတွေပေါ့နော်လူတွေကများပင်မဲ့ရုံစင်းချိန်ဆိုတော့လေနောက်ဆုံးတန်းမှာဆိုတော့အေးစစ်စစ်နဲ့မောင်လူလေးတယောက်ဆင်ပြေခဲ့ပါတယ်အဲ့တော့58ကိုဂိတ်ဆုံးထိစီးတာဖြစ်လို့ဆင်းတဲ့အခါကျတော့သူ့ရဲ့ကိုရဲ့လူနည်းနည်းရေပဲပါတော့တယ်။သခင်မြပန်းချံကိုရောက်ပါပြီ။ပန်းချံကိုပိတ်ပြီးပြန်ဖွင့်ကြရမရောက်သေးတော့ဘယ်ပေါက်တွေကဘလို့ဖွင့်လဲမသိဘူးပေါ့နော်။အဲ့တကမာကြီးကိုကြည့်ပြီးပိတ်ထားတယ်ဆိုပြီးဟိုဘက်ကိုပြန်လျှောက်သွားတယ်။ပြီးတော့မှအိတ်ကဈေးတွေကဘေးကအပေါက်ကလေးကဝင်လို့ရတယ်လေဆိုတော့တာမီ2ယောက်ဒီဘက်ကိုပြန်လျှောက်လာတယ်ပေါ့နော်။တာမီ2ယောက်ရဲ့ရောက်ရက်ခက်သခင်မြပန်းချံရှိမှတယ်ဟိုဘက်ဒီဘက်လျှောက်လိုက်ရတာပေါ့။မောင်လူလေးကတော့ထွက်လာတော့ပန်းချံထဲမှာအေးဆေးစာဖတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါစာအုပ်ကလေးတအုပ်ပိုက်ပြီးတော့ပန်းချံထဲကိုရောက်လာတာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့ပန်းချံရဲ့3ပုံတပုံလောက်ဝင်လိုက်တဲ့အခါမှာစာအုပ်လည်းသူမသိတော့ပါဘူးအမားပြေးလွှားပြီးတော့ playground ကိုအရင်ပြေးသွားပါတယ်ရောက်ချင်းသူအမားရှော့ကိုစပြီးတော့စီးဖို့ကြိုးစားပါတယ်လူတွေလည်း playground မှာကလေတော်တော်ရှုပ်တယ်ပေါ့နော်အဲ့တော့ရှော့စီးပြီးတော့စီးစောသွားစီးဖို့ကိုကြိုးစားတယ်လူလေးရလေးတစ်ဖက်လူနဲ့အဲ့လိုမျိုးတိတ်ညှိနိုင်အဲ့လိုသူတိတ်မလုတ်တတ်ဘူးပေါ့နော်အဲ့လိုစီးစောစုံထဲမှာကြီးသူစီးဖို့ပဲအာယုံဟိုဘက်ကကလေးကိုသူတိတ်ပြီးတော့အာယုံမရှိဘူးသူဘလို့ညှိနိုင်ရမလဲမသိဘူးပေါ့နော်ဟိုဘက်ကကလေးကသူ့လုတ်ပေးတယ်သူတို့ကတော့စော့နေကြမှုလို့နဲ့တူတယ်စော့တတ်တယ်ပေါ့နော်သူကတော့တိတ်မစော့တတ်ဘူးအဲ့ဒါနဲ့ဟိုဘက်ကကလေးရောက်မှကြီးသူ့ကိုအဆင်ပြေအောင်လို့အကုန်လုပ်ပေးရနော်စော့လို့အဆင်ပြေအောင်လို့အမဟိုဘက်ကကလေးနဲ့စော့လို့အဆင်ပြေသွားတော့စော့တယ်ဒါပေမဲ့သူအဲ့လောက်ကြမ်းတမ်းကြတော့လေမစော့နိုင်ပြန်ညှိနိုင်စော့ရတဲ့အလုပ်တွေဆိုရင်သူကတိတ်ပြီးတော့အဆင်ပြေမနေတော့အမကဲဟိုဘက်ကိုအလုံးဝင်းဘက်ကိုရောက်သွားပြန်ပါပြီရောက်သွားပြီးတော့လည်းအမလည်းသူမစော့တတ်ဘူးအဲ့တော့သူရဲ့တခုတည်းတော့စော့ရတာအဆင်ပြေရဲ့ရှော့စီကိုပြန်ရောက်လာတယ်ပေါ့နော်ရှော့ကိုရောက်တော့လဲရှော့မှာလည်းကလေးတွေတော်တော်များတယ်နည်းနည်းလေးကောင်းမွန်ရှိရဆိုလို့ဒီရှော့လေးပဲရှိရဆိုတော့လေဒါပေမဲ့ကောင်းမွန်ဆိုတာတော့ရှော့ကတိတ်ပြီးတော့ safe မဖြစ်ဘူးပေါ့နော်အောက်မှာလည်းမြေသားဆိုတော့လေသူ့ကိုတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်တယောက်နဲ့တယောက်တွန်းဟဲထိုးဟဲဖြစ်မှာဆိုတာနဲ့အဲ့ဒါနဲ့ရှော့ကိုမစီးဘူးပြောလိုက်ရပါတော့တန်းဆိုရင်လည်းလူနည်းနည်းလူကြီးတဲ့လူတွေပေါ့တအားလွှဲကြတအားစီးကြဆိုတော့လေ playground ဘက်မှာတော့ကလေးတွေကတော်တော်များတယ်အဲ့တော့အဲ့မှာတက်မယ်ဆိုပြီးတော့ရုပ်တိပတ်တိနဲ့ဆရာကြီးတက်သွားပြီးတော့လေးစင်မြောက်တဲ့အခါကျတော့စမတက်တော့ပဲနဲ့ဆင်းလာတာပေါ့နော်အဲ့တော့ဒီဘက်မှာလူလည်းများတယ်ကြမ်းတမ်းဆော့တဲ့လူတွေလည်းများတယ်ဆိုတာနဲ့ဟိုးဘက်လူရှင်းတဲ့ဘက်မှာအိမ်ကယူလာတဲ့ကားလေးတွေနဲ့သူ့ဆော့ဖို့ခေါ်ရတာပေါ့နော်အဲ့ဒီအချိန်မှာပဲရေကမုတ်တဲကြီးကရောက်လာပါတယ်ပထမတော့မကြွေးဘူးပေါ့နော်ရေကမုတ်မကြွေးဘူးလို့ဆိုပေမဲ့လည်းကိုရင်ငယ်တုန်းကလည်းလေအဲ့လိုမျိုးပန်းညံထဲမှာမြင်ရမ်းစားကျင်တာလေဒါပေမဲ့ချောင်းဆိုးမယ်ရင်ကျက်မယ်ဆိုပြီးမစားရဘူးပေါ့နော်အဲ့တော့ပန်းညံတွေကရေခဲမုတ်ကလည်းခလေးဘဝ trauma တွေကတခုဆိုတော့လူလေးကိုတော့ဝယ်ကြည့်လိုက်ပါတယ်အဲ့ဒါလေးကတခု1000နဲ့ဒါမှတော်တော်ချူတယ်ပေါ့နော်တော်တော်ချူတယ်အဲ့နဲ့သူ့တော့ဒီတစ်ခါတော့ရမယ်နောက်တစ်ခါတော့မရဘူးပေါ့ဒါပန်းညံတွေကရေခဲမုတ်လဲလူလေးဟာအစားဘူးတွေရှိအောင်ကြည့်လိုက်ပါသေးတယ်အဲ့တော့ရေခဲမုတ်စားပြီးတော့သူအေးစစ်စစ်ပေါ့နော်အမကုန်းမြင့်လေးမှာသူအိမ်ကပါလာတဲ့ကားလေးတွေနဲ့ပေါ့ကားလေးတွေဟိုဘက်ပြစ်လိုက်ဒီဘက်ပြစ်လိုက်ပေါ့ဆော့ရှာတယ်ဘာဖြစ်လို့လဲဆိုတော့လေဒါပထမဆုံးလာပို့ပေးရဆိုတော့လေဘာတွေဘလို့ယူလာမှန်းတော့မသိသေးဘူးပေါ့နော်ဒီတိုင်းပဲအရင်ဆုံးသွားဆော့ကြည့်ပေါ့သွားဆော့ကြည့်ပြီးတော့မှအဆင်ပြေတယ်ဆိုရင်လူမများဘူးဆိုရင်နောက်နေ့တွေဘောလုံးဒါမှမဟုတ်ဘတ်တန်ပေါ့ယူလာခဲ့မယ်ဆိုပြီးတော့ပဲသွားလိုက်တာပေါ့နော်လူကတော့လေဂျားရမှုလို့လားမသိဘူးတော်တော်လေးကိုရှင်းတယ်လူတော်တော်ရှင်းတယ်
နောက်လေလဲတော်တော်တိုက်တယ်ပေါ့နော်ကိုရီသွားတာ4 နာရီပန်းညံရောက်တော့4 ခွဲလောက်ပေါ့နော်နိုင်ဝက်လောက်ဘတ်စကားစီးရဆိုတော့4 ခွဲလောက်ကိုလေတော်တော်ပူမနေဘူးကွာအဲ့လိုမျိုးအေးစစ်စစ်နဲ့ပေါ့နော်လေးတဖြူဖြူအရေးကလေးကောင်းကောင်းလေးနဲ့လူရှင်းရှင်းလေးနဲ့တော့သူဆော့လို့ရတယ်ကလေးကပျော်လားဆိုတော့တိတ်တော့မပျော်ဘူးပေါ့နော်ဘယ်လိုပြောမလဲလူတယောက်တည်းဆိုတော့အမလူလှဲ့ပြီးတိတ်မပျော်တဲ့ကလေးလေးကတောင်ဆောင်ပေါ်ကနေလူလှိမ့်ချပြီးတော့ဆော့တာပေါ့နော်ဟိုတိုက်ခန်းထဲမှာပဲနေရတဲ့ကလေးမြေထဲရတယ်ဆိုပြီးမအေးလောက်တဲ့လူကလည်းငုတ်တုတ်ကြီးထိုင်ပြီးတော့ကြည်ပြီးတော့တဟီဟီနဲ့လုံနေရပေါ့နော်မခေါ်ပဲနဲ့သူကလည်းအဲ့ဒါကိုအရန်ရတာတွေ့နေတာဂုံးမုံမှာဂုံးမုံပြေးတက်ပြီးတော့ဂုံးမုံကနေလှိမ့်ချမလီလှိမ့်ချရအောင်မှာ position မျိုးစုံနဲ့သူ့ကိုယ်သူဟိုရုပ်ရှင်ရိုက်နေတယ်လို့ခံစားရတယ်အပါသေးရဲ့ပေါ့နော်အဲမဲ့သူအဲ့လိုမျိုးလေးလှိမ့်ချဒါမဲ့2 ခါလောက်ပြီးတဲ့ခါကျတော့မြက်တွေကရားတယ်လीနော်သူဆက်ပြီးတော့မလှိမ့်နိုင်တော့ပါဘူးကိုကလည်းဒီလောက်မြေကြီးတက်ရရင်တော်သင့်ပြီပေါ့ဘာဖြစ်လို့လဲဆိုတော့အဝတ်ကရှော့ရမှာကိုအဲ့ကြတော့အဆင်ပြေမနေဘူးလीနော်အဲ့တော့တော်ပါပီသားရဲ့ဆိုတော့တခါကားလေးတွေဘက်ကိုသူပြန်ရောက်လာတယ်ပြန်ရောက်လာပြီးတော့သူအိမ်ကပါလာတဲ့ကားလေးတွေနဲ့ပဲပြန်ဆော့တယ်ပေါ့နော်အမှားဆော့နေရင်းနဲ့အဲ့ဒီပန်းညံတွေကိုပဲညနေပိုင်းလာဆော့တဲ့ကလေးလေးတယောက်နဲ့လည်းတွေ့ခဲ့ပါသေးတယ်သူကတော့ကားလေးနဲ့လာတာပေါ့သူရဲ့စီးတဲ့ကားလေးနဲ့အဲ့နဲ့မိတ်ဆွေသွားဖွဲ့ပြီးတော့သူ့ရဲ့ကားကိုငှားစီးတယ်ပထမဆုံးချိန်ဆိုတော့သူမစီးတတ်ဘူးအမှတောင်ကုန်းပေါ်ကဆင်းတာအဲ့ကတေးသေးလေးနဲ့သူကကြောက်နေရပါတော့3-5 ခါလောက်စီးပြီးတဲ့အခါကျတော့ဆရာကြီးကကျွမ်းသွားပြီပေါ့အဲ့တော့ကားပိုင်ရှင်ကလေးလေးကတော့သူ့ကားနဲ့ဆော်တယ်သူကတော့သူ့ကားနဲ့မဆော်ဘဲနဲ့ဟိုဘက်ကလေးရဲ့ကားနဲ့ဆော်တယ်ကလေးဆိုတာဒီလိုပဲကဲပြင်မာတော့မယ်အပြန်လဲဒီဘက်ပေါက်ကနေထွက်ပြီးတော့58စီးပြီးတော့အိမ်ကိုပြန်มาပါအဲ့တော့တက်တာပါနောက်လူလေးဘယ်ဒီညနေဘက်တွေသွားအောင်လဲဆိုတာကြည့်ပေးကြပါအောင်နော်